ဒီဇလန်ကနားထောင်ပြီးရင်တော့ဘုန်းကြီးဝိတ္တာတောင်ကြားသွားနိုင်တယ်မင်္ဂလာပါရှင်အခုကျမပြောပြမယ့်ဇလန်ကတော့လွန်ခဲ့တဲ့3နှစ်လောက်ကကျမတငယ်ချင်းထက်တစ်ယောက်ကိုရင်ဝေးစိန်ကကြုံခဲ့ရတဲ့ထိတ်လန့်စရာအတွေ့အကြုံပဲဖြစ်ပါတယ်ထက်ကမိဘကျေးဇူးဆက်ဖို့အတွက်ကြောင်ပေးပေးချင်းမှာပဲဝေခဲ့တာပါသူ့အဖေကသူ့အဖွားရဲ့ဇာတိရွာကဘုန်းကြီးကျောင်းမှာဝေဖို့ရွေးချယ်ခဲ့ပါတယ်အဲ့ဒီကျောင်းဟာသူ့အဖွားရဲ့အယူအိုကူသင်းထားတဲ့ကျောင်းလေးဖြစ်ပါတယ်ကိုရင်မဝိခင်ညမှာတန်ဟာထူးထူးဆန်းဆန်းအိမ်မက်တစ်ခုမက်ခဲ့ပါတယ်အိမ်မက်ထဲမှာကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့သူ့အဖွားကပေါ်လာပြီးတော့ဒီကျောင်းမှာမဝိနဲ့တခြားကျောင်းမှာတောက်ဝစ်ပါလို့အတင်တားစီခဲ့တယ်ဒါပေမဲ့အဲ့ဒီတုန်းကတော့ထက်ကဒါကိုသိအရေးမဆိုင်ခဲ့မိဘူးကိုရင်ဝေပြီးပထမဆုံးညမှာလေကြောင်ကူရီထဲမှာတယောက်တည်းအိပ်ရတာအင်မတန်မှခြောက်ချဖို့ကောင်းနေပါတယ်လေတိုးတန်တွေတရဲ၆တွေပေါ်မှာလူလျှောက်နေတယ်လို့အတန်တွေနဲ့အတူလူလားတလိမ့်ဆန်တာခွဲမရတဲ့အော်ရင်ငိုယိုတန်တွေကိုကြားနေရတာကြောင့်သူကောင်းကောင်းအိပ်လို့မရခဲ့ပါဘူးဒီကျောင်းဟာတောဆက်မှာရှိပြီးကျောင်းနောက်ဘက်ကတောအုပ်ထဲမှာအတုံမပြူတော့တဲ့အိမ်ဟောင်းပြက်ကြီးတစ်ခုလည်းရှိပါတယ်အဲ့ဒီတောထဲကိုဘယ်သူမှမသွားရကြဘူးရှေးလူကြီးတွေပြောစကားကြောင့်အဲ့ဒီတောထဲကိုမကြမ်းကျင်ပဲဝင်သွားရင်လမ်းပြောက်ပြီးပတ်ချလမ်းနေတက်တယ်လို့ဆိုပါတယ်တညမှာတော့ထန်ဟာကူးလီထဲမှာတရားထိုင်နေတော့တာတက်အမေစီလာအောင်လေဆိုတဲ့သူ့မိရဲ့အတန်နဲ့တူးလာတဲ့ခေါ်တန်ကြီးကိုကြားလိုက်ရတယ်။သူမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါပတင်းပေါက်ကနေဖြူဖြော့ပြီးရှေ့လားလာတဲ့လက်ဆောင်ကြီးတွေကပတင်းပေါက်တကားကိုလာကင်ထားတာကိုတွေ့ရတယ်။ခဏနေတော့ပတင်းပေါက်တကားကြီးပုံငတဲ့ပွင့်သွားပြီးတော့ပင်လီထောက်ကပ်ပြီးကြောင်မွယ်ဖွယ်ကောင်းတဲ့မျက်နှာကြီးတစ်ခုကသူ့ကိုဆက်ကြည့်နေတာကိုမြင်လိုက်ကြပါတယ်။ထက်ဟာကြောက်လက်တကြားနဲ့မျက်လုံးမိတ်ပြီးဖျားစာတွေအတင်းရွတ်နေမိတယ်။ခဏကြာမှတော့အဲ့ဒီအရာကြီးဟာကိုရီအောက်ကိုခုန်ကျပြီးတော့တောထဲကိုပြေးဝင်ပြောက်ွယ်သွားပါတယ်။ရန်နေငင်တာတဲ့အထိဒီလိုကြောက်လန့်မှုတွေကထက်ခါတလဲလဲဖြစ်နေခဲ့တယ်။နောက်ဆုံးတိတ်ခါကျလူထွက်ခံနေမှာကျောင်းနိုင်ဆရာတော်ကထက်ကိုခေါ်ပြီးမင်းဝစ်ကြီးဟောင်းဒါမှမဟုတ်အထိတ်ကရန်ညိုးရှိခဲ့တဲ့ကြောက်ကန်နာမည်နဲ့တွေ့ပြီးမလားလို့မိကွန်းထုတ်ခဲ့တယ်။ဆရာတော်ကမိတ်ဆက်တာကတော့ဒါဟာမင်းရဲ့ဝစ်ကြီးပဲသူတို့ကမင်းစီကကုသိုလ်လာတောင်းနေကြတာလို့ဆိုပါတယ်။ထက်ဟာမထွက်ခင်3ရက်လုံးပါလေအဲ့ဒီဝစ်ကြီးဆိုရဲ့အကြောက်ခံနေရပဲနေ။ဒါမေစီလာပါအောင်ဆိုတဲ့အတန်နဲ့အတူပရင်းပေါက်ကနေမင်းကားကိုမျက်လုံးဖွင့်ကြည့်စမ်းလို့ဒေါ်သားတကြီးအော်တန်ကြီးကိုလည်းကြားနေခဲ့ရတာပါအဲ့ဒီညကတန်ဟာကြောက်လန့်လို့ကိုရီတဲကနေပြေးထွက်ပြီးတိမ်တော်ထဲမှာပဲတညလုံးသွားအိတ်ခဲ့ရပါတယ်လူထွက်ပြီးနောက်မှာတော့တက်ဟာဆရာတော်မှာကြားခဲ့တဲ့အတိုင်းသူ့ရဲ့ဝစ်ကြီးဟောင်းတွေရန်ညိုးရှိခဲ့တဲ့ဝစ်ကြီးတွေရဲ့တဲ့နေတိုင်းကုသိုလ်လုပ်ပြီးအများတန်းပေးဝေခဲ့ပါတယ်အကျဉ်းကထန်ကုသိုလ်ကောင်းမှုလုပ်ရတာကိုဝါသနာသိမ့်မပါခဲ့ပေမဲ့ဒီဖြစ်ရကြီးကြုံပြီးတဲ့နောက်မှာတော့ကံရဲ့အကျိုးကိုအပြည့်အဝယုံကြည်သွားခဲ့ပါတယ်ဝစ်ကြီးဆိုတာဘလို့ပုံစံမဆိုလာနိုင်ပါတယ်တခါတလေလူအဖြစ်နဲ့လာတတ်တယ်လို့တခါတလေမမြင်ရတဲ့ဝိညာဉ်ဖြစ်နေလဲလာတတ်ကြပါတယ်အားဒါကြောင့်အခွင့်အသာတော့ကုသိုလ်ကောင်းမှုများများလုပ်ထားပြီးတော့မိမိရဲ့ဝစ်ကြီးဟောင်းတွေကိုအများအတန်းပေးဝေဖို့မမေ့ကြပါနဲ့ရှင်ထပ်တရာကြုံခဲ့ရတယ်လို့နောက်မှလိုက်တောင်းနေရတဲ့အဖြစ်မျိုးမကြုံရအောင်လို့ပေါ့အားလုံးပဲပေးကင်းကြပါစေ